ကိုဆရာအပိုက်1ရဲ့နံပါတ်3လက်ကောင်းဝေးခြုံနည်းကိုဆက်ပြပေးမယ်နော်ဟိုဒီလိုချိန်ရတယ်ဆရာတို့အခုခါတိုင်းလိုပဲဒီမှာရေးယူလိုက်တယ်သူရဲ့အပြန်နေလို့လက်ကွာနဲ့ကင်ပြီးတော့ဆွဲလှည့်ပြီးတော့သူဖိချုပ်လိုက်ဆိုတော့ခါတိုင်းလိုပဲတာရေးယူလိုက်မယ်ပြီးတော့ဒီဘက်ကနေသူကင်ပြီးတော့ဒီကောင်သူလှည့်လိုက်နော်လှည့်ပြီးဒီမှာခါတိုင်းလိုပဲဖိတာဆွဲလန်းသူကပြီးခဲ့တဲ့အခါတော့ဆရာတို့သူကဒီလိုလှမ်းတာအဲ့ဒါအခုကျတော့ဒီလိုချုပ်လိုက်တဲ့သဘောပဲနော်ရှည်ယူလိုက်မယ်ဆရာတို့အပြန်နေဒီလိုကန်လိုက်ပြီးရင်ဒီလိုဆွဲလှည့်လိုက်လှည့်ပြီးဒီမှာထောက်ပြီးတော့ခါတိုင်းလိုပဲလက်နှစ်ဖက်နော်အားနဲ့ဖိချလိုက်နော်ချိန်နာမှာစရှေ့ပြန်ချင်对ဘာလို့ဆိုတော့ဒီအခုက3နည်းပြီးသွားရင်เนาะ3နည်းပြီးသွားရဆိုရင်မင်းတို့ဒီပြန်ပြီးတော့ပေါင်းပြီးတော့ပြန်ကစားเนาะအခုဒီလိုရှိရဆိုရင်ဆရာတို့ဒီမှာနံပါတ်1နံပါတ်2ဆိုရင်ယူလိုက်တယ်ခောက်နံပါတ်2နံပါတ်3ဆိုယူလိုက်မယ်အပြန်နေလှည့်ပြီးတော့ဟိုချိန်လိုက်3နည်းဒီမှာပြေးသွားရင်เนาะပြေးသွားရဆိုဆရာတို့ဒီဘက်လှည့်တယ်နံပါတ်1ခောက်ပြီးတွန်းမယ်နံပါတ်2အပြင်အတွင်းကနေဒီလိုယူပြီးတော့လှည့်ပြီးချုံမယ်နံပါတ်3ယူလိုက်မယ်အပြန်နေကန်မယ်လှည့်ပြီးတော့ချုံပြီးရင်ဒီဘက်ကိုလှည့်လိုက်မယ်လိုက်တယ်မယ်ပြီးရင်ဒီဘက်ကိုလည်းအဲ့လိုပြီးသွားတော့မှပြန်အဲ့လိုပြန်လေ့ကျင့်ပြီเนาะဒါဆရာ1နှစ်3ဆိုပြီးတော့ပြတာပြီးရင်မင်းတို့ဒီဥစ္စာအသွားပြန်အသွားနေနဲ့1နှစ်3 3နှစ်1 1နှစ်3ဒီတနေရာတွေကနေတစ်ခါပြန်ကျင့်ပြီเนาะ